မင်္ဂလာပါကျွန်တော်တို့ငါးစားလို့ယောဂဖြစ်တယ်ဆိုလို့ရှိရင်လူတွေအကုန်လုံး surprise ဖြစ်သွားမယ်လို့ထင်တယ်ငါးဒီ 100% ကျန်းမာရေးနဲ့မညီဘူးအမှန်တော့ငါးကမညီတာမဟုတ်ပဲနဲ့ငါးမှာပါဝင်တဲ့တချို့တက်ပစ္စည်းတွေကြောင့်ငါးတွေနေတဲ့ရေကြောင့်ဗျာအဓိကပြောလို့ရှိရင်ငါးကိုအခုမွေးမြူငါးတွေလုပ်တယ်ဆိုလို့ရှိရင်ငါးကဥမာချက်ချန်တွေဝက်ချန်တွေရဲ့အောက်မှာငါးကိုထည့်ပြီးတော့မွေးရပေါ့နော်ရေဩဇာရအောင်ဆိုပြီးတော့အဲ့ဒါကိုထည့်ရဒါပေမဲ့အဲ့ဒီငါးကိုစားလို့ရတဲ့အဲ့ချက်ချန်တွေအဲ့မွေးမြူရေးချန်တွေကရတဲ့ပိုးသက်ဆေးတုံးထားလို့ပိုးသက်ဆေးရင်တာတို့အဲ့လိုမျိုးပေးတဲ့ဆိုကြိုတွေရှိတယ်ပဲမှတစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့မြစ်တီချောင်းတွေထဲမှာလည်းငရိုင်းနေနဲ့ရှိတဲ့ငါးတွေကြတော့ပြန်တော့လေဒီစိတ်စိတ်တင်တာတို့ကျွန်တော်တို့ဗျာဓာတုပေတာပစ္စည်းတွေကိုမြစ်ထဲကိုဆွတ်ပစ်တဲ့ခါကျတော့အဲ့ငါးတွေကအဲ့မြစ်ထဲမှာချောင်းတွေထဲမှာအဲ့ဒီဓာတုပေတာပစ္စည်းတွေကိုနဲ့အတူလက်ပွန်တတီရောထွေးစားတော့ပြီးနေပြီးတော့အဲ့ငါးကိုစားတော့အဲ့ငါးထဲမှာဓာတ်ကျွင်းနေတဲ့အဲ့ငါးထဲမှာဓာတ်ကျွင်းတဲ့ဓာတုပေတာပစ္စည်းတွေကလူခန္ဓာကိုယ်တော့ရောက်လာပြီးလူကိုဥပတ်ဖြစ်စေနိုင်ပါတယ်အဲ့ဒါတွေကအရန်တိထားဖို့ကတော့နောက်ပြီးတော့ကျွန်တော်တို့လေထဲကရတဲ့ငါးဆိုပြီးတော့အရန်တန့်တယ်လို့ထင်တယ်လေထဲမှာလည်းငါးတွေကဓာတ်မီဩဇာတွေတုံးတယ်ဓာတ်မီဩဇာတုံးတယ်နောက်ပြီးပိုးသက်ဆေးတွေအရန်တုံးတယ်အဲ့အတွက်ကြောင့်လေထဲကရတဲ့ငါးတွေလည်းလူတွေ100ခိုင်နှုန်းကောင်းတယ်လို့ပြောလို့မရဘူးမွေးမြူရေးကားတစ်ခုတည်းမကောင်းတာမဟုတ်ဘူးเนาะဒီလေကျွန်တော်တို့ငရိုင်းမှာလည်းပြဿနာနည်းနည်းရှိနေတယ်ပါလေပြဿနာတော်တော်များများရှိတယ်ပင်လယ်ငါးလည်းဒီလိုပဲပင်လယ်ထဲမှာရှိတဲ့ငါးတွေကလည်းဒီလိုပဲဖြစ်အဲ့ဒါကငါးတစ်ခုတည်းလားကျန်တဲ့အစားတောက်တွေအောင်မဖြစ်တော့ဖြစ်တာပေါ့ပဲတွေမှာလည်းဒီလိုပဲပဲဆိုလည်းပိုးသက်စီနဲ့အရန်တပွန်တတိလောက်ပြီးစိုက်ရတယ်စပားဆိုလည်းပိုးတွေကြာရင်အရန်ပေးရတယ်အဲ့ဒါတွေအကုန်လုံးကြောက်နေတော့ဘာမှမစားပါနဲ့ဒါပေမဲ့သတိထားဖို့ပြောတာပေါ့နော်သတိထားဖို့ပြောတာပေါ့အဲ့လိုမျိုးဖြစ်နိုင်လို့ရှိရင်တော့ဗျာ organic ပစ္စည်းပေါ့ organic ပစ္စည်းစားနိုင်လို့ပေါ့ဒါပေမဲ့ဘယ်မှာလဲ organic ပစ္စည်းကျွန်တော်နိုင်ငံမှာဘယ်နားမှာ organic ပစ္စည်းဝယ်လို့ရတယ်ဝယ်လို့မရအောင်နော်ဝယ်လို့ရတဲ့နေရာရှိသေးပဲဗျာကျွန်တော်မသိဘူးအဲ့ဒီနေရာအစားတောက်တွေကဘေးကင်းလုံခြုံမှုကမရှိဘူးဖြစ်နေတာပေါ့နော်ဘေးကင်းလုံခြုံမှုမရှိဘူးဆိုတော့တစ်ချက်လာပြောပြတာပါငါးတွေကနောက်ပြီးတော့ရှိသေးတယ်ငါးကလည်းလေငါးကဒီတဘာဝငါးထက်စားလို့ရှိရင်မျိုးဗီဇပြုပြင်ထားတဲ့အကောင်ကြီးအောင်ပေါင်တုံကောင်းအောင်ငါးတစ်ခုလည်းမဟုတ်ငါးရောအတီးနှံတွေရော GMO လို့ခေါ်တယ် genetic modification organism ပေါ့နော်အဲ့ဒါ GMO နည်းပညာနဲ့မျိုးဗီဇပြုပြင်ထားတဲ့အစားအသောက်တွေရတယ်လူအတွက်ဖြစ်နိုင်ရင်မသိတော့ဘူးပေါ့နော်သူနိုင်ငံတွေမှာဆိုလို့ရှိရင် GMO ဖူးကိုကန့်ကွက်နေရတာရှိပါတယ်နောက်ဗီဒီယိုမှာတွေ့ပါဦးမယ်